Hello မင်္ဂလာပါကြိုဆိုပါရစေဒီနေ့ဘန်ကောက်မှာအေးတယ်ဗျာအေးတယ်နိုဝင်ဘာလ23ရက်နေ့ပေါ့နော်ဒီနေ့ခါတိုင်းတော့ဒီအချိန်ဒီအခါမအေးဘူးအခုတော့ဘန်ကောက်မှာအေးလာပြီနောက်လာဆိုပို့ပြီးတော့အေးလာမယ်အခုဆိုအပြင်သွားတဲ့အချိန်ဂျက်ကက်တွေပါတွေဝေးရတယ်ဗျာဆိုင်ကယ်နဲ့သွားရင်လည်းအေးနေရောပဲအခုကမြန်မာပြည်ရာသီဥတုကဘန်ကောက်မှာခန်းစားနေရတယ်မြန်မာပြည်လိုပဲဘန်ကောက်မှာလည်းအေးနေပါတယ်ဗျာခဏညနေပိုင်းအပြင်ထွက်မှဆိုရင်လည်းဂျက်ကက်တွေပါတွေဝတ်ပြီးတော့သွားရတော့မယ်ဒီနေ့အခုကတော့ကျွန်တော်တို့အိမ်မှာနားနေပါတယ် AC ပေါ့ဒီနေ့တနေ့ကနေဆိုတော့အလုပ်မရှိဘူး AC အိမ်မှာပဲနားပြီးတော့နေရတယ်ကျေးဇူးတင်တယ် channel ကို subscribe လုပ်ထားပေးပါ